ရောက်ရှိနေတယ်ကတော့ FPO headquarter ဖြစ်ပါတယ်ဒီမှာရှိတဲ့ FPO ရုံးချုပ်ဖြစ်ပါတယ်ဒီမှာကလုံခြုံရေးကအရန်စစ်တယ်ပြီးတော့တောင်းတန်းဝင်လို့မရဘူးကျွန်တော်ပြောတယ်ကျွန်တော်လည်းဝင်လို့မရဘူး appointment ယူထားမရဘူးလေဒါကတော့ step တွေအတွက်ကိုဒီကံဝင်ရဖြစ်တယ်ဒီအနောက်ကဟာကြီးကတော့ FPO ရုံးချုပ်ပါ FPO ရုံးချုပ်ဖြစ်ပါတယ်ဒီကတော့ရောက်အောင်တော့လာတာပဲဒီမှာ visitor only လည်းမရဘူးဘလို့မှအဆင်မပြေဒီမှာရေလဲစစ်တယ်ရေဦးလဲစစ်တယ်အကုန်ကပတ်အကုန်လေးစိတ်တဲ့ပူဆိုတယ်အရင်တော့ UN ရုံးနေနဲ့ UN ရုံးနေနဲ့အတူတူပဲဒါတော့ FPO ရုံးချုပ်က project set တွေလည်းနေရာဖြစ်တယ်ဆိုတော့နောက်ကရုံးကြရတဲ့ FPO ရုံးချုပ်ပြီးတယ်ရဲနဲ့ appointment မရှိရင်လည်းဝင်လို့မရဘူးလို့ဘာမှဝင်လို့မရဘူးဆိုတော့ movie ပဲဆွဲရတာရုံးချုပ်ကဝင်လို့မရဘူးဒါတော့ရုံးချုပ်ကဟာဟိုက ID တွေရှိတယ်ဒီကလုံခြုံရေးကအရင်ပြည့်ချက်တယ်ဒါတော့ FPO ရုံးချုပ်ကြီးတယ်ခုနကလာတွေ့မယ်ဆိုသူတို့လာတွေ့ထားတယ် appointment ဘူးလို့ယူတယ်ဘာကိစ္စဘာအကြောင်းလဲရှက်ရှက်တွေကိုခန့်တယ်မရဘူးဒီမှာကစစ်သားတွေလည်းစောင့်တယ်အကုန်လုံးကညာရွယ်မရဘူး See, that not allow us to. Why, mate? Step တွေဝင်နေနေတာဆိုတော့ဒါရုံးချုပ်ပဲဒီဘက်ကတော့ဟိုဘက်က view ဟောင်းရဲ့ဟာကျန်ရုံပဲရှိတော့တယ်ရုံးချုပ်လေးကိုထုံရရတယ်လူရရုံပဲရှိတော့တယ်ဒါကတော့ FPO ရုံးချုပ်ပဲဒါကတော့ထူးထူးခြားခြားကြီးတော့မရှိပါဘူး